မင်္ဂလာပါခင်ဗျာကျွန်တော်ရဲ့မိတ်ဆွေများကိုလူမစွတ်နတ်မဆိုတဲ့ရတရားအကြောင်းကိုပြောပြပေးမှာဖြစ်ပါတယ်အဲ့တော့မိမိတို့အနေနဲ့တစုံတရာကိုအောင်မြင်မှုအတွက်မိမိရဲ့ဉာဏ်ပညာတွေဇွဲလုံးလာဝိရိယတွေနဲ့ကိုကကြိုးစားပေမဲ့အဲ့ဒီကိစ္စကအထမမြောက်ခဲ့ဘူးမအောင်မြင်ခဲ့ဘူးဆိုရင်ဒါဒီကိုစွမ်းဆောင်ပါလေးရနဲ့ဖြစ်မလာတဲ့အရာပေါ့နော်အဲ့လိုကိုယ့်ရဲ့အစွမ်းနဲ့မဖြစ်တဲ့အခါတွေမှာလူမစွတ်နတ်မဆိုတဲ့အတိုင်းနော်နတ်တွေထံမှာအကူအညီတောင်းတိုင်တယ်လို့ရပါတယ်အဲ့တော့ဒါယုံကြည်သူများအတွက်ဒါလင်းပေါ့နော်အဲ့တော့နတ်တွေထံမှာအကူအညီတောင်းတဲ့ခါမှာလည်းပဲနတ်တို့ရဲ့အရှင်သခင်ဘုရင်ဖြစ်တဲ့ဘိုးတော်တရားမင်းရဲ့ထံမှာအပူကပ်ပြီးတော့တိုင်တရတဲ့နည်းဖြစ်ပါတယ်ဒီနည်းကတော့အဲ့တော့ဒီရရာကိုကျွန်တော်အဘမဲသင်္ဃာစီမှာတော့ပညာသင်တစ်ဖက်ဖြစ်နေတွားပြီးတော့မနေခင်ပေါ့ကျွန်တော်တက်ကြီးလေးပါးရရာကို2003ခုနှစ်မှာကျွန်တော်တွားလုပ်ခဲ့တယ်ကျွန်တော်ရဲ့ဒီအတိအကျွမ်းတွေတွားတဲ့ခါမှာကိုကလည်းလိုက်သွားတာပေါ့နော်လိုက်သွားတော့အဲ့မှာအဘဟာတက်ကြီးလေးပါးရရာပေါ့နော်ညဘက်ကြီးလောက်ရတာညဘက်ကြီးအဲ့မှာညသွားအိပ်ရတာတက်ကြီးလေးပါးရရာကြားလို့ရှိရင်အဲ့ဒီညကြတော့အဘကဒီလာတဲ့ဧည့်သည်ပရိသတ်တွေကိုသူကအဆောင်လေးတွေဝေပေးတယ်အဲ့လိုဝေပေးတဲ့အချိန်မှာကျွန်တော်ပထမဦးဆုံးရခဲ့ဘူးတဲ့အဆောင်ပေါ့နော်အဲ့မှာသူကတရားစမာလေးအဲ့တော့တရားစမာလေးကိုကျွန်တော်ပထမဦးဆုံးရခဲ့ဘူးလားအဘစီကနေပြီးတော့အဲ့တော့အဲ့ဒီဆောင်လေးကိုသူဝေပေးလိုက်တယ်ဝေပေးနေအဲ့တရားစမာရရရာနဲ့ပတ်သက်ပြီးတော့တရားမင်းထံမှာဘယ်လိုအပူကဲရတယ်ဘယ်လိုတိုင်တရတယ်ဆိုတဲ့အကြောင်းလေးကိုဘာပြောပြလိုက်တယ်ကျွန်တော်အဲ့တုန်းကကျွန်တော်တက်ကအဲ့18လောက်18-19ဝန်းကျင်ပေါ့နော်18-19လောက်ပေါ့အဲ့ဒါလေးကျွန်တော်ရခဲ့တယ်ကျွန်တော်အခက်အခဲရှိတဲ့အခါတိုင်းမှာအဲ့ဒါလေးကိုအဲ့ချိန်တုန်းကခဏကျွန်တော်အဲ့ဒါလေးကိုလုပ်တယ်လုပ်တဲ့ခါတိုင်းမှာလည်းအောင်မြင်တယ်အဲ့တော့တက်ကလည်းငယ်သေးတဲ့အတွက်ကြောင့်မလို့အများကြီးတော့မတောင်းဘူးပေါ့နော်ဟိုငွေကြီးကိစ္စလေးအဆင်ပြေဖို့ရဲ့အလုပ်ကလေးတွေအဆင်ပြေဖို့ရဲ့ဒီလောက်ပဲကျွန်တော်တောင်းခဲ့တာပေါ့အဲ့ကနေပြီးတော့ကျွန်တော်2004-2005လေးရောက်ပေါ့ကျွန်တော်အဖစီမှာတွားပြီးတော့ကျွန်တော်ဟိုအဖချမ်းမှာတွားပြီးတော့နေလိုက်တယ်ပေါ့နော်တပည့်ဘာရဲ့ဒီတန်တီတစ်ဖက်ဖြစ်နေကျွန်တော်သွားနေခဲ့တယ်ပေါ့အဲ့တုန်းကကျွန်တော်ရခဲ့တဲ့ဟိုပါပေါ့နီးလေးပဲဖြစ်ပါတယ်ပေါ့နော်အဲ့တော့ဒီကို့မှာအခက်အခဲတစ်ခုရှိလာတဲ့ခါကြလို့ရှိရင်တော့ဘာလုပ်ရလဲဆိုရင်တောက်ကြနေတော့မဟုတ်တနင်္ဂနွေနေ့မနက်9 နာရီမှာတရားပွဲကိုထားပြီးလှူရတယ်အဲ့တော့မလှူခင်မှာအဲ့နေ့ညပေါ့နော်ဥမာတခုကိုကတောက်ကြနေမနက်မှာလှူမယ်ဆိုရင်ကြာတာပနေ့ညမှာပေါ့နော်တနင်္ဂနွေနေ့မနက်မှာလှူမယ်ဆိုရင်စနေနေ့ညမှာပေါ့အဲ့ဒီမှာ तू ကအဋိဌံပရိစိတ်ရတယ်အဲ့ဒါဘာကိုစိတ်ရလဲဆိုတော့တစ်ဇံဟေမင်စယရဏံဂေဟံဝဋ္ထင်စဘောဇနံတတညိပိယထာစိတ်တံမပေယံကမ္မဇိဋ္ဌိယာဆိုတဲ့အဲ့ဒီဆရာတော်ခင်ကြီးပြောရဲ့ဂါထာထဲမှာပါတယ်အဲ့ဂါထာလေးတစ်ပုဒ်ကိုအဲ့နေ့နော်မနက်ကိုတရားပွဲမလူခင်မှာအဲ့နေ့ညမှာကိုကအဲ့ဒီဂါထာကိုပရိတပတ်စိတ်ရတယ်တရားမင်းကိုကြိုပြီးတော့ပင့်ထားရပါတယ်နောက်နေ့မနက်9 နာရီရောက်တဲ့အခါမှာအဲ့တရားပွဲကိုလှူရတယ်အဲ့တော့အဘကတော့တရားပွဲတပွဲတည်းပဲလှူဖို့တရားပွဲကိုလှူဖို့ပြောခဲ့တာပေါ့ကျွန်တော်ကကျတော့ပွဲနှစ်ပွဲလှူရတယ်ဒါကျွန်တော်ပါလားကျွန်တော်အခုနောက်ပိုင်းဟိုဖြစ်တာပေါ့နော်အဲ့တော့တပွဲရဖះရှင်ကိုတရားမင်းရဲ့ကိုစားလှူပေးတယ်တပွဲရကျတော့တရားမင်းကိုယ်တိုင်အတွက်ကိုကျွန်တော်လှူပေးတယ်အဲ့လိုကျွန်တော်ပွဲနှစ်ပွဲလှူပါတယ်အဲ့တော့တရားပွဲမှာဘာတွေပါဝင်ရလဲဆိုလို့ရှိရင်ပထမအဦးဆုံးဖီးချက်ငပြောသည်မှဲ့ပြော10လုံးကျွန်တော်တို့ကျွေးပကံများလေးထဲမှာစီလေးထည့်ရပါတယ်အဲ့တော့အဲ့ဒီခါမှာလဲ तू ကဒီကျွေးပကံသည်ရိုးပကံမဟုတ်ဘဲနဲ့ရွှေရည်အနာကုတ်ပကံလေးနဲ့ကျွန်တော်တို့လောက်ရပါတယ်ရွှေရည်အနာကုတ်ဘာကြောင့်လဲဆိုတော့မျက်နှာသာပြီးရွှေရည်ပကံတက်ဆိုတဲ့ဟာပါတဲ့ကြောင့်မလို့အဲရွှေရည်အနာကုတ်ထားတဲ့ပကံလေးထဲမှာဖီးချံငပြောသီး10လုံးအခွန်ထွားပြီးထည့်မယ်ပြီးရင်အပေါ်ကနေပြီးတော့မှအဲ့ငပြောသီးတွေကိုဖုံးအုပ်သွားအောင်လို့တရားတွေပေါ်ကနေဖြူရပါတယ်အဘကတော့15ကျက်သားပဲဖြူဖို့ပြောပါတယ်အဲ့တော့အဓိကကတော့ဒီငပြောသီးတွေကိုဖုံးသွားအောင်လို့တရားတွေပေါ်ကနေဖြူလိုက်ရပါတယ်ပြီးတဲ့အခါမှာတရားမင်းရဲ့ပုံစမာလေးပေါ့အဲ့တရားမင်းပုံစမာလေးကိုလည်းကျွန်တော်အောက်မှာကျွန်တော်မှန်ပေးထားပါမယ်နော်မှန်ထဲမှာကျွန်တော်အဲ့ပုံလေးပို့ထားပေးပါမယ်အဲ့တရားမင်းပုံလေးကိုတရားစမပုံလေးကိုဖျောင်းနိုင်တိုင်းမှာပတ်လိုက်ပါဖျောင်းနိုင်6တိုင်တုပ်ပေါ့နော်6တိုင်တုပ်အဖြူအတုပ်တိုင်းမှာအဲ့ဒါလေးကိုဖျောင်းနိုင်မှာပတ်လိုက်ပါပတ်ပြီးသွားလို့ရှိရင်သုံးတော်ကတရားတွေဖြူထားတဲ့ငပြောသီးတွေရဲ့အလဲကောင်ပေါ့ကျွေးပကံရဲ့အလဲကောင်မှာအဲ့ဖျောင်းနိုင်လေးကိုစိုက်လိုက်ပါအဲ့လိုမျိုးနှစ်ပွဲလောက်ပါတပွဲကိုကျတော့ဖျားရှင်ကိုတရားမင်းရဲ့ကိုစားလှူပါတပွဲကိုကြတော့တရားမင်းကိုလှူပါအဲ့တော့တပွဲကိုဖះเจ้าတော်မှာတင်ပြီးလှူမယ်တပွဲကိုကြတော့အင်ရှိမျက်နှာသာလေးမှာတော့၎င်းဖះเจ้าတော်ရဲ့အရှိမှာတော့၎င်းခုံလေးချပြီးတော့လှူပါအဲ့တော့လှူပြီးတဲ့အခါမှာအဲ့ဒါကိုဖြစ်ခြင်းတဲ့ကိစ္စနော်ကိုအောင်မြင်ခြင်းတဲ့ကိစ္စကိုအဲ့ဒါနဘူးနစာတိုက်ပြီးတော့တိတိကျကျလေးနဲ့လေးဆူတောင်းမှာအဲ့ဒါမကြခင်မှာအဲ့ဆူတောင်းလေးပြေဝသွားပါလိမ့်မယ်ဒါသည်လူမစွမ်းနတ်မဆိုတဲ့အတိုင်းကိုမှကိုယ်တိုင်အစွမ်းစားတွေနဲ့မစွမ်းဆောင်တဲ့ကိစ္စတွေမှာဘိုးတော်တရားမင်းရဲ့အထံမှာအပူကတ်တိုင်တရတဲ့ဤပဲဖြစ်ပါတယ်ခင်ဗျာ